အဲ့ဒီအချိန်မှာပဲအိမ်စေကအပြေးလွှားရောက်လာပြီး DNA စစ်ဆေးချက်နှစ်ခုလုပ်ထားတယ်လို့အားလုံးရှေ့မှာပြောလိုက်ပါတယ်တစ်ခုကပြည့်ရများတဲ့သမီးနဲ့စစ်ထားတာဖြစ်ပြီးနောက်တစ်ခုကတော့သူတောင်းစားမလေးနဲ့စစ်ထားတာပါဒါကိုဖွင့်ကြည့်လိုက်ရင်အမှန်တရားကပေါ်လာမှာပါပြည့်ရများတဲ့သမီးကဒါကိုကြားတော့အရန်တော်သားထွက်သွားပြီးသူကဘာလို့သူတောင်းစားမလေးနဲ့အနှိုက်ခံရတာလဲဆိုပြီးအော်ဟစ်ပါတော့တယ်ဒုတိယမိကလည်းဒါကိုဖွင့်ကြည့်မယ်ဆိုရင်မိသားစုအဆက်အသွယ်ဖြစ်မယ်လို့ချိန်ချောက်ပြီးတားဆီးပါသေးတယ်ဒီလိုထူးဆန်းတဲ့အပြုအမူတွေကြောင့်ပဲသူထေးကြီးကတခုခုမားနေပြီဆိုတာသိလိုက်ရပြီးအားလုံးအတွက်တရားမျှတမဲ့စကားကိုပြောလိုက်ပါတယ်တကယ်လို့ချောင်စီခွေးကငါသမီးရင်းတာမှန်ရင်ငါတမျိုးလုံးရဲ့ရှေ့မှာသူ့ကိုတောင်းပန်ပြီးရော်ကြေးပေးမယ်ဒါပေမဲ့သူသားသမီးရင်းမဟုတ်ခဲ့ရင်တော့အရင်ကကိစ္စတွေကိုငါအကုန်ပြန်စုံစမ်းမယ်ဘသူပဲနောက်ွယ်ကကြိုးကန်နေပါစေပေးဆက်ခိုင်းရမယ်ဒါပေမဲ့သူထေးကြီးကစာအိတ်ကိုဖွင့်ဖို့လုပ်တဲ့အချိန်မှာပဲဒုတိယမလီကအတင်းလို့ယူသွားပါတယ်သူထေးကြီးကဒီအန်စစ်ဆေးချက်ကိုကောက်ယူပြီးတေးသေးချာချာကြည့်လိုက်တဲ့အခါသူတောင်းစားမလေးဟာသူ့သမီးရင်းမဟုတ်ဘူးဆိုတာကိုအံ့တစွာတွေ့လိုက်ရပါတယ်ဒါကိုမြင်တော့လူတွေကဝိုင်းပြီးကဲရကြပါတယ်ဒီလိုနေ့မျိုးမှာသမီးကိုအဆက်ခွဲရမလားဆိုပြီးအမေဖြစ်သူကိုအပြစ်တင်ကြပါတယ်ပြည့်ရများတဲ့သမီးကလည်းမျက်ရည်တွေနဲ့ဝမ်းနေချင်အောင်ဆောင်ပြနေတာပေါ့ဒါပေမဲ့သူထေးကြီးကတော့ကိစ္စတွေကဒီလောက်မရိုးရှင်းဘူးဆိုတာရိပ်မိနေပါတယ်ဒါကြောင့်သူကအဲ့ဒီတနာစရာကောင်းတဲ့သူတောင်းစားမလေးကိုမောင်းမထုတ်ပဲအိမ်မှာရန်နီးနဲ့လောက်ထားပြီးထမင်းကျွေးထားမယ်လို့ပြောလိုက်ပါတယ်ပြီးတော့အိမ်နဲ့ပိုင်ဆိုင်မှုတွေကိုသမီးဖြစ်သူစီလွှဲပေးမယ်လို့ကတိပေးလိုက်ရပါတယ်သမီးချစ်သူလည်းဘာမှညှင်းစရာမရှိတော့လို့လက်ခံလိုက်ပါတယ်နောက်ပိုင်းမှာသမီးဖြစ်သူကဒုတိယမလီကိုခေါ်ပြီးနိုင်ငံခြားကိုခီးထွက်သွားပါတယ်သူထေးကြီးကတော့အရင်ကအဖြစ်မှန်ကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီရက်ပိုင်းတွင်းမှာသူကသူတောင်းစားမလေးနဲ့အတူတူနေထိုင်ခဲ့ပါတယ်မထင်မှတ်ပဲအဲ့ဒီကလေးမလေးကအရန်လိမ်ပါပြီးအလုပ်လဲစူးစမ်းတာကိုတွေ့ရပါတယ်ဒါကမှသူ့မိသားစုရဲ့အကျင့်စရိတ်တက်နဲ့ပို့တူနေရပါဒါပေမဲ့ဒီနေ့မှာပြည့်ရများတဲ့သမီးကခီးကပြန်လာပြီးအိမ်ကကလေးမလေးကိုအတင်းအောင်ဟစ်ဆဲဆိုပါတော့တယ်ပြီးတော့သူ့ဝက်စားတွေကိုရှော့ခိုင်းပါတယ်သူထေးကြီးကသူ့သမီးကိုသူကိုယ်တိုင်ဒီလောက်ထိအလိုလိုက်ခဲ့မိလို့ဒီလိုဖြစ်သွားတာလားဆိုပြီးစိတ်မကောင်းဖြစ်ရပါတယ်သမီးဖြစ်သူရဲ့စူညံတန်တွေကြောင့်သူ့ခေါင်းတွေတောင်မူးလာပြီးဒီကလေးမလေးတာငါသမီးရင်းဖြစ်ရင်ကောင်းမှာပဲလို့တွေးမိရတော့တယ်ဒါပေမဲ့မနေ့ကသူ့အိတ်ခမ်းထဲကိုဆွဲချိုးသွားယူတဲ့အခါသူ့မေစီကရခဲ့တဲ့အမွေနှစ်ဆွဲချိုးပြောင်းနေတာကိုသိလိုက်ရပါတယ်သမီးဖြစ်သူကအပြစ်အားလုံးကိုကလေးမလေးပေါ်ပုံချလိုက်ပါတယ်ဒါပေမဲ့သူထေးကြီးကတော့ကလေးမလေးကဒီလိုလုပ်မယ်လို့လုံးဝမယုံပါဘူးဒါနဲ့သူကမနေ့ညကအပေါ်ထက်က CCTV ကိုစစ်ဆေးကြည့်လိုက်ပါတယ်မထင်မှတ်ပဲကလေးမလေးကအိတ်ခမ်းထဲကိုတိတ်တိတ်လေးဝင်သွားတာကိုဗီဒီယိုထဲမှာမြင်လိုက်ရပါတယ်တက်သေးတွေခိုင်လုံနေတော့ကလေးမလေးမှာညှင်းစရာမရှိတော့ပါဘူးသမီးဖြစ်သူကအခွင့်အရေးကိုသုံးပြီးကလေးမလေးရဲ့အခန်းကိုဝင်ရှာခိုင်းတဲ့အခါအဲ့ဒီထဲမှာနီလာဆွဲချိုးကိုတကယ်ပဲတွေ့လိုက်ရပါတယ်ဒါကိုမြင်တော့သူထေးကြီးကကလေးမလေးကိုအရန်စိတ်ပြတ်သွားပြီးအိမ်ပေါ်ကနေချက်ချင်းမောင်းချလိုက်ပါတော့တယ်ဒါပေမဲ့ညဘက်သူအိတ်ဖို့လုပ်တဲ့အခါကုတင်ပေါ်မှာအိပ်ပျော်စေတဲ့ဆေးအိတ်လေးတစ်အိတ်ကိုတွေ့လိုက်ရပါတယ်အဲ့ဒီတော့မှသူဘာလို့အခုတလောနှစ်ချိုက်အိပ်ပျော်နေရတာလဲဆိုတာသိလိုက်ရပါတယ်ကလေးမလေးကအဲ့ဒီနေ့ကပစ္စည်းခိုးတာမဟုတ်ပဲသူ့အတွက်ဆေးအိတ်လေးလာထားပေးတာပါဒါကိုတွေးမိပြီးသူကအိမ်စေကိုအဲ့ဒီကလေးမလေးကိုပြန်ရှာဖို့ချက်ချင်းခိုင်းလိုက်ပါတယ်ဘာလို့လဲဆိုတော့ဒီဆေးအိတ်ထဲကအမွှေးနှံတာတွေကသူ့မိသားစုမှာပဲရှိတဲ့ရှို့ဝှက်ချက်ဖြစ်နေလို့ပါပဲဒါကြောင့်အဲ့ဒီကလေးမလေးဟာပျောက်ဆုံးနေတဲ့သူ့ရဲ့သမီးရင်းဖြစ်ဖို့တော်တော်လေးတေချာနေပါပြီဒါပေမဲ့သူမသိတာကတော့အဲ့ဒီကလေးမလေးကိုသူ့ကိုမွေးစားထားတဲ့မိဘတွေကရွာလူကြီးစီကိုရောင်းစားလိုက်ပြီးဖြစ်ပြီးအခုချိန်မှာရွာသားတွေကကလေးမလေးကိုရွာလူကြီးရဲ့နှားတဲ့သားနဲ့အတင်းလက်ထပ်ခိုင်းနေတာပါငါပြောလိုက်မယ်နင်ဒီနေ့လက်ထပ်ချင်ချင်းမထက်ချင်ချင်းလက်ထပ်ရမယ်ဒီဝင်းထဲရောက်လာမှတော့အသက်ရှင်လျက်ပြန်ထွက်ဖို့မစင်စားနဲ့တော့တော်တော့ဝစ်စုံပြီးနဲ့စတိုင်ကြလာတဲ့အမျိုးသမီးကြီးသူထေးကတော့တယောက်ဟာလူအုပ်ကြီးကဝိုင်းဝန်းနှိပ်စက်နေတဲ့မင်္ဂလာဆောင်တစ်ခုရဲ့ကိုအပြေးလွှားရောက်ရှိလာပါတယ်သူဟာမြေပြင်ပေါ်မှာလဲကျနေတဲ့သူတို့သမီးဝစ်စုံဝိညာဉ်ကိုကာကွယ်ပေးပြီးမကြောက်နဲ့တော့အတော်လာပြီးဘသူမှမင်းကိုထပ်မထိစေရဘူးလို့နှစ်သိမ့်ပေးပါတယ်ရွာသားတွေနဲ့သူတို့သားဖြစ်သူကတော့သူထေးကတော့ကိုလောင်ပြောင်နေကြပါတယ်သူထေးကတော့ကညံအံကိုလွတ်ပေးဖို့နဲ့ရှေ့နေတွေလာနေပြီဖြစ်ကြောင်းပြောပေမဲ့ရွာသားတွေကတော့သူတို့ရွာမှာသူတို့ဥပဒေပဲရှိတယ်ဆိုပြီးဂရုမစိုက်ကြပါဘူးအဲ့ဒီအချိန်မှာရွာသူကြီးထွက်လာပြီးဒီမင်းကလေးကိုငါတို့ကပိုက်ဆံအများကြီးပေးပြီးဝယ်ထားတာသူ့မိဘတွေတောင်သဘောတူပြီးသားမင်းကဘာမို့လို့လာဆွတ်ဖက်တာလဲလို့ရိုင်းရိုင်းဆိုင်ဆိုင်ပြောဆိုပါတယ်သူထေးကတော့ကသူတို့ပေးထားတဲ့ပိုက်ဆံရဲ့ဆယ်ဆက်ကိုပြန်ပေးမယ်အခုချက်ချင်းလူလွတ်ပေးဖို့ကမ်းလှမ်းပါတယ်ဒါပေမဲ့လောဘစောတက်နေတဲ့ရွာသူကြီးကပိုက်ဆံတင်မကပဲသူထေးကတော့ရဲ့အလှပကိုပါမတ်မောပြီးဒီမင်းကလေးထက်မင်းကပိုလာတယ်ငါမိမဖြစ်ဒီမှာပဲနေခဲ့လိုက်ပါလားလို့ဆက်ဆုပ်ရင်ရှာပွဲပြောဆိုလိုက်တဲ့အခါရွာသားတွေကဝိုင်းဝန်းအားပေးပြီးရေမောကြပါတယ်အခြေအနေတွေပုံမဆိုးရွားလာပြီးသူထေးကတော့ကရဲတိုင်ထားတယ်လို့ပြောတဲ့အခါရွာသူကြီးကဒေါသထွက်ပြီးအမျိုးသမီးနှစ်ယောက်လုံးကိုဖမ်းဆီးချုပ်နှောင်ထားဖို့အမိန့်ပေးပါတယ်ရုံးရင်ဆန်ခတ်ဖြစ်ချိန်မှာညံအန်ဟာသူထေးကတော့ကိုကာကွယ်ဖို့စူးစမ်းရင်လူမရဲ့ကံကြက်ကြောင့်ကြောက်ကြိတ်ဆုံနဲ့ခေါင်းတိုင်းမိကပါစက်ကနေသွေးတွေထွက်လာပါတယ်ဒဏ်ရာပြင်းထန်နေပေမဲ့ညံအန်ဟာသူထေးကတော့ကိုထိခိုက်မှဆိုလို့အားတင်းပြီးကာကွယ်ပေးနေတော့မှပဲလူမိုက်ကညံအန်ရဲ့ခေါင်းကိုတုံးနဲ့အရှင်ပြင်းပြင်းထက်မှန်ရိုက်နှက်လိုက်ပါတယ်ညံအန်ဟာသွေးရိုင်ထဲမှာလဲကျသွားပြီးသူထေးကတော့ရင်ကွဲမတက်အော်ဟစ်ငိုယိုနေပါတယ်အဲ့ဒီအချိန်မှာပဲရဲတပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီးရွာသူကြီးနဲ့လူမိုက်အောင်ကိုလက်ရဖမ်းဆီးလိုက်ပါတယ်ညံအန်ကိုစေးရုံကိုအမြန်ဆုံးပို့ဆောင်ခဲ့ရပါတယ်စေးရုံမှာသူထေးကတော့ဟာစိုးရိမ်တကြီးနဲ့စောင့်ဆိုင်နေချိန်မှာသူ့ရဲ့လက်ထောက်ဖြစ်သူကတရားခံအားလုံးကိုလူကုန်ကူးမှုအတမချုံနှောင်မှုနဲ့လူတက်ရန်စူးစမ်းမှုတွေနဲ့အမှုဖွင့်ထားပြီးသူတို့တစ်သက်လုံးထောင်ထဲကထွက်လာနိုင်မှာမဟုတ်တော့ကြောင်းသတင်းလာပို့ပါတယ်ခွဲစိတ်ခန်းထဲကထွက်လာတဲ့ဆရာဝန်ရဲ့စကားကြောင့်သူထေးကတော့တယောက်ဆွန့်သွားရပါတယ်ညံအန်ဟာဒဏ်ရာပြင်းထန်တဲ့အပြင်သွေးလဲအလွန်မင်းထွက်သွားတဲ့အတွက်အရေးပေါ်သွေးသွင်းဖို့လိုအပ်နေပါတယ်ဒါပေမဲ့ခက်ခဲနေတာကညံအန်ရဲ့သွေးဟာတစ်ကမ္ဘာလုံးမှာမှလူနည်းစုမှာပဲရှိတဲ့ဝက်ဝံသွေးလို့ခေါ်ကြတဲ့သွေးမျိုးစားဖြစ်နေလို့ပါပဲဆေးရုံမှာလည်းအဲ့ဒီသွေးမျိုးစားကပြက်လက်နေပါတယ်သူထေးကတော့ဟာအန်တာတုံလောက်သွားပြီးမဖြစ်နိုင်တာသူကသွေးမျိုးစားလို့ဒီ NAC ရင်ခံစာမှာရေးထားတာပဲလေလို့ပြောလိုက်ပါတယ်ဒါပေမဲ့အခြေအနေကအသက်လူနေရတာမို့သူထေးကတော့ဟာတွေးဝေးမနေပဲကျမသွေးကိုယူပါကျမကလည်းတူညီရဲ့သွေးမျိုးစားပါပဲလို့ပြောပြီးညံအန်ကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်